ဟုတ်ကဲ့မင်္ဂလာပါရှင် မင်္ဂလာပါ ဟုတ်ကဲ့တမီးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မိကုန်းလေးနည်းနည်းလောက်မေးချင်လို့ပါရှင်အရင်ဆုံးလေးမိတ်ဆက်ပေးပါအောင်ရှင်ဟုတ် ဟုတ်ကဲ့ကျွန်တော်ကတော့ပုပ္ပတိမျိုးနဲ့ခြေတော်ငါမတ်တိရက်ွက်က ဟုတ်ကဲ့ ရွေးချယ်ကော်မတီဥက္ကဋ္ဌဖြစ်ပါတယ်လူစီဥက္ကဋ္ဌပေါ့နော် ဟုတ်ကဲ့ပါရှင်ရက်ကျေးကော်မရှင်ဥက္ကဋ္ဌတအူးအနေနဲ့ပေါ့နော်လက်တလောဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြည်သူတွေမဲပေးနိုင်ဖို့အတွက်ကိုဘယ်လိုတွေကူညီဆောင်ရွက်ပေးလဲဆိုတာလေးအရင်ဆုံးဖြေကြားပေးပါအောင်ရှင် ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့တက်ဆိုင်ရာမျိုးနယ်ဖွဲ့စည်းရဲ့စီစီဆောင်ရွက်နေတဲ့သူပထမအချိန်မှာကျွန်တော်တို့မဲစိတ်ကကြီးညာပါတယ်ကြီးညာပါပြီးတဲ့တော့ကြံခဲ့တဲ့လူတွေနာမည်လွဲတဲ့လူတွေမှတ်ပုံတွေလွဲတဲ့လူတွေကိုဒုတိယအချိန်မှာပြန်လဲစစ်ပြီးတော့လွတ်ဆောင်ပေးနေပါတယ် ဟုတ်ကဲ့ပါရှင်ပြီးခဲ့တဲ့ရက်ပိုင်းအဆိုလို့ရှိရင်ပေါ့နော်ဒါတက္ကသိုလ်ဝင်ရောက်ဖြည့်ဆိုတဲ့ကျောင်းသူကျောင်းသားတွေကိုကြိုတင်မဲတွေပေးခဲ့တယ်လို့သိရပါတယ်ရှင်ကြိုတင်မဲတွေနဲ့ပတ်သက်ပြီးတော့ဒါမဲနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါဘယ်လိုတွေစနစ်တကျသိသိပြီးတော့ဘယ်လိုတွေဆောင်ရွက်ပေးနေလဲဆိုတာလေးလည်းပြောပြပါအောင်ရှင် ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ရက်ွက်ကော်မတီရုံးမှာအားလုံးဖွဲ့စည်းနေစုပြီးတော့နော်သူရုံးတိုင်ပြီးတော့ကျောင်းသားကျောင်းသူတက်ကူတက်မဲ့ကျောင်းသားကျောင်းသူတွေအတွက်ကိုတူတင်မဲ့လုပ်ပေးပါတယ်သူတို့ရဲ့မိဘတွေကိုယ်တိုင်လည်းလိုလာရောက်ကြည့်ရှုလေ့လာကြပါတယ်သူတို့ရဲ့မဲတို့21ရက်နေ့မှာနောက်ဆုံးမဲပုံနဲ့ထက်လုံခြုံရေးကျိုးပိတ်ပြီးတော့ ဟုတ်ကဲ့ ရဲစခန်းရဲ့ငွေတိုက်ထဲမှာပိတ်ဆက်ထားပေးပါတယ်အားလုံးပေါင်းတက္ကသိုလ်ကျောင်းသား4ဦးနဲ့မိန်းကလေး18ဦးဖြစ်ပါတယ် အခုပေါ့နော်ဒီပထမအကြိမ်မဲစင်းတွေလည်းကြီးညာပြီးသွားပြီအခုဆိုရင်ဒုတိယအကြိမ်တောင်ကြီးညာထားပြီလို့သိရတယ်ပေါ့နော်အဲ့တော့ပထမအကြိမ်မှာမဲစင်းထဲမှာအမည်မပါတဲ့ဒီမဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ပေါ့နော်ဒီမဲပေးခွင့်ရအောင်လို့ရောဒါဘယ်လိုလေးတွေကူညီဆောင်ရွက်ပေးထားလဲရှင် ဟုတ်ကဲ့ခင်ဗျသူတို့ကိုကျွန်တော်တို့ပုံစံ3နဲ့ဆက်လက်ပြီးမဲပေးခွင့်ရအောင်ဆောင်ရွက်ပေးပါတယ်နေ့စဉ်နေ့တိုင်းနဲ့ကျွန်တော်တို့ပန်ချက်ဆက်တွေမိစရာရိုင်မှုလေးနဲ့ခေါ်ယူတွေ့ဆုံပြီးတော့သူတို့ကိုဆန္ဒချိသလိုသူတို့ဆန္ဒအတိုင်းကိုအားလုံးပြည့်စည်လုပ်ကင်ပေးနေပါတယ် ဟုတ်ကဲ့ပါရှင်ဒီရွေးကောက်ပွဲမှာပေါ့နော်ကိုယ့်ရဲ့အမည်စင်းမပါဝင်တဲ့မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ရောဒါမဲပေးခွင့်ရရှိအောင်လို့စ조사မှုလေးတွေရှိလားရှင်ဘယ်လောက်အခြေအတွက်များများစ조사နေကြလဲသိပြသေးရှင် ရှိတယ်ခင်ဗျတချို့ဆိုလို့ချင်းတကူးတကောက်ကိုဒုတိယကျင်းမဲစင်ကပ်ပလာကိုလာမင်းနေတာပါ ဟုတ်ကဲ့ ကြံရှိတဲ့လူလေးကိုလည်းတော့မျိုးနဲ့ကော်မတီဖွဲ့ရနေပြီစင်းစရာတိကျကျလည်းပြန်လဲလျှောက်ထားပါတယ် ဟုတ်ကဲ့ အခုကလေးဒီကနေ့အစားမနေ့ကစပြီးတော့ကြိုးတွေဆောင်ရွက်နေပါတယ်ရက်ကွက်မှာအကုန်လုံးတန်တန်ဝုန်းနဲ့စီးပြေးတဲ့ခင်ဗျ အကျေးကော်မရှင်တအူးအနေနဲ့ရောဒါမဲပေးကြမဲ့ပြည်သူတွေကိုဗာလေးများပြောကြားခြင်းသေးလဲရှင် ရသေးကော်မတီတူမနီနဲ့ကျွန်တော်ပြောချင်တာတော့ ဟုတ်ကဲ့ နော်မိမိတို့ကညမာအတွက်မိမိတို့ကျန်တဲ့ရ ဟုတ်ကဲ့ ပုဂ္ဂိုလ်ရွေးချယ်ပြီးတော့တိုင်းပြည်အတွက်ကောင်းဆုံးလုပ်နိုင်တဲ့လူတွေပြည်သူအတွက်ကောင်းဆုံးလုပ်နိုင်တဲ့လူတွေမိမိတို့ရရအတွက်ကောင်းဆုံးလုပ်နိုင်လို့ကိုယ်ပိုင်သုံးဖြတ်ပြီးကိုယ်ပိုင်ရွေးချယ်ရတဲ့အတွက်ကြောင့်ပြည်သူတွေကိုလည်းနော်ရွေးချယ်စိတ်ခြင်းနဲ့စိတ်ကြရွေးစိတ်ခြင်းနဲ့မိမိကညမှာမိမိဖန်တီးလို့ရတဲ့အတွက်ကြောင့်လည်းနော်ပြည်သူတွေကိုလည်းကျွန်တော်ကလည်းဝမ်းသာပါတယ်ပြည်သူစီကလည်းစိတ်ဝင်စားလေးရှိပါတယ်ခင်ဗျ ခုလိုဖြေကြားပေးလို့ကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ပါခင်ဗျ